နိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်သံလေးပေးမှာလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချက်လေးပါနှိုးဆော်သံလေးပေးမှာကြားရသူစိတ်ဝင်မှာနှလုံးစိတ်ဝမ်းအေးချမ်းကြစေမှာသာသနာပန်းလို့ပွင့်လင်းလို့ဝေဖြာစစူးလေးရတောင်းချမှာတိရဝရပုထဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုထဘာသာမြတ်ဗုဒ္ဓအမှုတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားဒေသနာပွားများကနာကြားစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းပူလန်းနိဗ္ဗာန်လမ်းတက်ချမှုအကျိုးမျိုးကနှိုးဆော်တဲ့ပြီးနိဗ္ဗာန်သောတိဘဝအေးကုသိုလ်မဟာနိဗ္ဗာန်ကျွမ်းမြော်နှိုးဆော်သံလေးပေးမှာလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာနှိုးဆော်ဒီတစ်ချက်လေးပါနှိုးဆော်သံလေးပေးမှာကြားရသူစိတ်ဝင်မှာနှလုံးစိတ်ဝမ်းအေးချမ်းကြစေမှာသာသနာပန်းလို့ပွင့်လင်းလို့ဝေဖြာစစူးလေးရတောင်းချမှာတိရဝရပုထဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုထဘာသာမြတ်ဗုဒ္ဓအမှုတော်